ကိုရီးယားမှာကျင်းပတဲ့လက်ဝှေ့ပွဲတစ်ခုမှာကစားသမား2ယောက်ဟာကိုယုံကြည်မှုအပြည့်နဲ့ချိန်ခွင်ပေါ်တက်လာကြပါတယ်။ကိုပေါ်မှာတက်တူးတွေနဲ့တဦးကတော့ဝိတ်တန်းအမြင့်မှာခပတ်ကိုကြာရှည်ထိန်းနိုင်တဲ့ကမ္ဘာချန်ပီယံဖြစ်ပြီးရိုးအေးနဲ့ခြေပတ်သူဖြစ်ရှင်ပြိုင်မဲ့သူကတော့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်ဂင်ဝန်းပဲဖြစ်ပါတယ်။ဂင်ဝန်းအတွက်ကတော့ဒါဟာသူ့ဘဝအတွက်အရေးကြီးဆုံးအခွင့်အရေးတစ်ခုပါပဲ။စင်ပေါ်မှာလူချင်းတူးတဲ့အခါမှာတော့ထုံးစံတိုင်းစကလုံးတွေနဲ့တိုက်ခိုက်ကြတာပေါ့။ဒါပေမဲ့တက်တူးနဲ့ကောင်ကလူယုံမှနီးသုံးပြီးဂင်ဝန်းကိုပရလိုက်တဲ့အတွက်လူချင်းတပ်ပုတ်တဲ့အထိခြေနေကရုပ်တဲ့ဖြစ်သွားပါတော့တယ်။ဂင်ဝန်းကစိတ်ကိုအတက်နိုင်ဆုံးထိန်းထားပြီးမနှက်ဖြန်စင်ပေါ်ရောက်မှပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ပွဲစားတဲ့အချိန်မှာတော့နှစ်ယောက်လုံးကအပြန်လန်အကဲခတ်နေကြရင်အားဆန်းနေကြတာပေါ့။ဒါပေမဲ့တစ်ဖက်ကလည်းလေရွေးတဲ့ချန်ပီယံဆိုတော့အာယုံအနှဲငယ်လွတ်သွားတဲ့အချိန်မှာပဲတစ်ချက်ထဲနဲ့ကြမ်းမြင့်ပေါ်ကိုလေးကျသွားတဲ့အထိထိုးနှက်ခံလိုက်ရပါတယ်။အဲ့ဒီချိန်မှာပိတ်သက်ထဲကအုတ်ထုတ်ဆောင်ထားတဲ့လူတယောက်ရဲ့အကြည့်တွေကတကယ်ကိုအေးဆက်နေပြီးစင်ပေါ်ကတယောက်ယောက်အပေါ်အညူကြီးရှိနေတယ်လို့ပါပဲဂင်ဝန်းကတော့အရှုံးမပေးပဲဇွဲနဲ့ပြန်ထလာပါတယ်သူကအရင်လိုထိုးမပေါက်တဲ့တိုက်ကွက်ကိုလေမြန်တဲ့ခြေလမ်းတွေကိုအတုံးချပြီးဗျူဟာပြောင်းလိုက်ပါတယ်ပထမအချီပြီးတဲ့အခါမှာတော့ဂင်ဝန်းကချွေးတွေရွှဲနေပေမဲ့တစ်ဖက်လူကတော့အေးဆေးပါပဲဒီတိုင်းသာဆက်သွားရင်ချန်ပီယံဖြစ်ဖို့ထက်ပွဲပြီးအောင်တောင်းခံနိုင်ဖို့တော့မလွယ်ကူပါဘူးအဲဒါကြောင့်ဂင်ဝန်းရဲ့တငယ်ချင်းလည်းဖြစ်နီးပြလည်းဖြစ်တဲ့ဦးကျင်းကဂွန်းအတွက်ချက်ချင်းပဲဗျူဟာပြောင်းလိုက်ပါတယ်ဗျူဟာအမှတ်3ကတကယ်ပဲထိရောက်သွားပါတယ်ဂိမ်းဦးအတွက်တောချင်းသိတကောင်လိုဒေါသတကြီးနဲ့ပြိုင်ဘက်ကိုအဆက်မပြတ်ဖိအားပေးတိုက်ခိုက်ပါတော့တယ်။ဒီပြောက်မူချင်းရဲ့အောက်ကနေအချက်ပေးလမ်းညွှန်မှုတွေနဲ့အတူနောက်ဆုံးမှာတော့ပြိုင်ဘက်ကိုကျိုးဝိုင်းတောက်ကိုအမိရပိတ်သွားစေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဂိမ်းဦးကအခွင့်အရေးကိုအရယူပြီးပြိုင်ဘက်ရဲ့ခံစစ်ကိုဖောက်ထွင်းကမျက်လုံးတောင်းကိုအားပါတဲ့လက်သီးတစ်ချက်နဲ့အမိရထိုးနှက်လိုက်ပါတယ်။ဒုတိယချီပြီးသွားတဲ့ချိန်မှာတော့ပြိုင်ဘက်ရဲ့မျက်လုံးကနေသွေးတွေယူစီးကျလာတာကိုမြင်လာရတဲ့အခါပြေးသက်တွေကတခနဲ့အားပိတ်တန်နဲ့စူညံသွားပြီးဂိမ်းဦးရဲ့လက်စွမ်းကိုအားလုံးကအံ့ဩတကြီးဖြစ်သွားကြပါတော့တယ်တကယ်တော့တတိယချီမှာပဲအဲ့ဒီဒဏ်ရာရနေတဲ့မျက်လုံးကိုပဲဇက်တိုက်ပြစ်မှတ်ထားမယ်ဆိုရင်ဂိမ်းဦးအတွက်ချန်ပီယံဖြစ်ဖို့ကတေးကြနေပါဒါပေမဲ့စိတ်ထားကောင်းတဲ့ဂိမ်းဦးအတွက်ကတော့အဲ့ဒီလိုမလုပ်ချင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီလိုသာဆက်ထိုးရင်တစ်ဖက်လူမျက်လုံးကွယ်သွားနိုင်လို့ပါဒါကြောင့်သူကတခြားနည်းနဲ့အလဲထိုးဖို့ဆုံးဖြတ်လိုက်ပါနောက်ဆုံးချီစတင်တဲ့အခါမှာတော့ထူးဆန်းတာတစ်ခုဖြစ်သွားပါတယ်ပြိုင်ဘက်ဖြစ်သူဟာပေးသက်ထဲမှာထိုင်းနေတဲ့အုတ်ထုတ်ဆောင်းထားတဲ့လူကိုမြင်လိုက်ရတဲ့နဲ့ချက်ချင်းပဲတုံလို့ခြောက်ချသွားပြီးတိုက်ခိုက်လူစိတ်တွေပါပျောက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုဂင်ဦးကလက်မလွတ်တမ်းအသုံးချပြီးဘယ်ဝိုက်လက်သီးနဲ့အပြတ်သက်ထိုးနှက်လိုက်တဲ့အခါမှာတော့ပြန်မဖြစ်သူဟာဒူးတောက်ကျသွားပြီးပြန်မထနိုင်တော့ပါဘူးနောက်ဆုံးမှာတော့ဂင်ဦးဟာသူငယ်တဲ့ကလေးကမတ်ခဲ့တဲ့အိမ်မက်ဖြစ်တဲ့အမျိုးသားလက်ဝှေ့ချန်ပီယံပွဲကိုစကူးသွားနိုင်ခဲ့ပါတယ်ပြည်သက်တွေအောင်ပွဲခံနေကြချိန်မှာပဲတစ်ဖက်ကရှုံးနေသွားတဲ့သူကတော့ဒဏ်ရာကိုစိတ်ကူးတောက်ခွင့်တော့မရပဲလူမိုက်တစုရဲ့ဆွဲခေါ်သွားခြင်းကိုခံလိုက်ရပါတယ်တကယ်တော့သူဟာလောင်းကစားကျွေးမီးတွေအများကြီးတင်နေပြီးအဲ့ဒီကျွေးတွေကိုဆက်ဖို့အတွက်အခုလိုပွဲအရှုံးပေးဖို့ဖိအားပေးခံရတာပါလူမိုက်တွေကသူ့ရဲ့သမီးကိုပါတသားကန်လုပ်ပြီးချင်းချောက်ထားတာကြောင့်ဘလို့မှရုံးထွက်လို့မရခဲ့ပါသူဟာနမဲကျော်လက်ဝိတ်သမားတယောက်အနေနဲ့တာမန်ပွဲမျိုးမှာပဲအရှုံးပေးရမယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့နောက်ွယ်မှာလောင်းကျွေးတွေတက်လာတဲ့အခါမှာတော့အခြေအနေတွေကသူထင်အားသလိုမျိုးရှင်းတော့ပါဘူးခဏအကြာမှာတော့သူ့ရဲ့ပြန်မဲ့အဖြစ်အဲ့ဒီအုတ်ထုတ်ဆောင်ထားတဲ့လူကိုယ်တိုင်ဝိုင်းထဲကိုရောက်လာပါတယ်သူကတော့ဒီနေရာရဲ့အရှင်သခင်ဖြစ်တဲ့ဘန်ကျုံပဲဖြစ်ပါတယ်။ဘန်ကျုံဟာတစ်ချိန်ကလက်ဝှေ့ချန်ပီယံဟောင်းတူဖြစ်ပေမဲ့အနိုင်လူချင်းစိတ်ပြင်းထန်လွန်းလို့စိတ်ဓာတ်တွေပျောက်ပြားနေသူပါ။သူဟာတရားမဝင်လက်ဝှေ့လောင်းကစားပွဲရုံတွေကိုထိန်းချုပ်ထားပြီး IKSC ဆိုတဲ့ကိုယ်ပိုင်အဖွဲ့အစည်းကိုပါတည်ထောင်ထားသူဖြစ်ပါတယ်။ဝိုင်းထဲကိုရောက်တာနဲ့ဘန်ကျုံဟာပြိုင်ဘက်ရဲ့ဒဏ်ရာရနေတဲ့မျက်လုံးကိုပဲတမင်တကာရွေးပြီးထိုးနှက်လိုက်ပါတော့တယ်။မျက်လုံးဒဏ်ရာကြောင့်ဘာမှမမြင်ရတဲ့ပြိုင်ဘက်ကိုဘန်ကျုံကခွင့်ရေးယူပြီးဒရဇက်ထိုးနှက်ပါတော့တယ်ဒါဟာစီမင်းစည်းကမ်းတွေဒိုင်လူကြီးတွေရှိတဲ့ professional ပွဲမျိုးမဟုတ်ပဲတွေးဆနေတဲ့လောင်းကစားသမားတွေရဲ့ရှေ့မှာရုံးမှရက်ဆက်ပြနေတဲ့ပွဲချမ်းတစ်ခုသာဖြစ်ပါပြိုင်ဘက်ဟာအသက်မဲ့နေတဲ့လောင်းတစ်ခုလိုဖြစ်သွားတဲ့အထိရိုက်ခံလိုက်ရတာဘဲကျုံဟာလူတစ်ယောက်လုံးသေလူနီးပါးဖြစ်နေတာတောင်စိတ်မချနိုင်သေးပဲကင်မရာတွေကိုပိတ်ခိုင်းပြီးအဲ့လူရဲ့မျက်နှာကိုတဲတစ်ခုလိုသဘောထားကစိတ်ကြိုက်ဆက်လက်ထုံးနှက်နေပါတယ်မျက်နှာပြင်ပေါ်မှာဒေါ်လာသန်း900အထိလောင်းကြီးတွေတက်နေတာကိုမြင်ရပေမဲ့လောဘတော်တက်နေတဲ့ဘဲကျုံကတော့အားမရသေးပဲသူ့ရဲ့ပြစ်မှတ်ကိုချန်ပီယံသစ်ဂိမ်းဝန်းဘက်ကိုလှည့်လိုက်ပါတော့တစ်ဖက်မှာလည်းဆေးရုံရောက်သွားတဲ့အဲ့ဒီလက်ဝိတ်သမားကိုဆရာဝန်တွေကကယ်တင်ဖို့ထက်သူ့ရဲ့ကိုရင်းအင်္ကာတွေကိုထုတ်ရောင်းပြီးအမျက်ထုတ်ဖို့ပဲချောင်းနေကြတာပါလူသက်ကိုတန်မိုးမထားတဲ့ဒီလောကကြီးမှာတကယ်ကိုကြောက်စရာပါပဲအဲ့ဒီချိန်မှာပဲဘယ်ကျုံးဟာဂိမ်းဝန်းရဲ့အိမ်ကိုလူမိုက်တင်နဲ့အတူရောက်လာပါတယ်ဂိမ်းဝန်းအိမ်မှာမရှိကသူ့မိကတကွာမဖွင့်ပေးမချင်းသူတို့ကဂိမ်းဝန်းရဲ့မိတ်ဆွေလက်ဝိတ်သမားတွေပါလို့လိန်ညာပြီးအိမ်ထဲကိုအတင်းဝင်လာကြပါဂင်ဝူးနဲ့ဝူကျန်းတို့
အိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ရှိကစိမ့်နေတဲ့ဖက်နှက်တွေကိုမြင်တာနဲ့တခုမှားနေပြီဆိုတော့ရိပ်မိသွားပါတယ်။ဦးချင်းကဂိမ်းဦးအမေကိုအခန်းထဲအရင်ဝင်ခိုင်းလိုက်ပြီးဒီလူစိမ့်နေနဲ့စကားပြောရတာပေါ့။သူတို့က IKSC အဖွဲ့အစည်းကဖြစ်ကြောင်းအဖွဲ့ဝင်4 တန်းလောက်ရှိပြီးဂိမ်းဦးသာသူတို့နဲ့ပူးပေါင်းရင်အခုရနေတဲ့မွေထက်10 သားမကရမယ်လို့မလုံးပေးခဲ့ပါတယ်။ရှေ့မှာလည်း1 တန်း1000ပါတဲ့အိမ်အမဲကြီးကိုချပြလိုက်ပါတယ်။မင်းတို့လိုအာကစားသမားတွေကတနေ့မဟုတ်တနေ့ဒဏ်ရာရမှာပဲ။အဲ့ဒီတော့ငါတို့စီမှာတပွဲလောက်ပဲကစားပေးလိုက်တသက်လုံးပတ်စံအတွက်ပူစရာမလိုတော့ဘူးဆိုပြီးဘင်ကျုံးကလှည့်ပြားပြောဆိုပါဂိမ်းဦးတို့ဝေခွက်မရဖြစ်နေတော့မှပဲလီကားနားမှာနားထောင်နေတဲ့ဂိမ်းဦးအမေကဆင်းလာပြီးအန်တီတို့ဒီလောက်ထိပတ်စံမလိုချင်ပါဘူးတားကိုလည်းအန်တီမများသေးချင်ဘူးမတရားတဲ့နီးနဲ့ရတဲ့ပတ်စံကအမြဲတမ်းပြန်ပြီးဆက်ရတတ်တယ်လို့ပြက်ပြက်သားသားညင်းဆိုလိုက်ပါအမေဖြစ်သူကပြောလိုက်ပြီးဆိုတာနဲ့ဂိမ်းဦးတို့လည်းအဲ့ဒီလူတွေကိုချက်ချင်းထွက်သွားဖို့ပြောလိုက်တာပါဒါပေမဲ့အရှက်မရှိတဲ့ဘင်ကျုံးကတော့ဂိမ်းဦးရဲ့အမေကိုပါရိုင်းရိုင်းဆိုင်ဆိုင်စော်ကားပြောဆိုတဲ့အတွက်ငုံကျူးတယောက်ဒေါသလိမ့်လိမ့်ထွက်သွားပြီးတစ်ဖက်နဲ့တစ်ဖက်လက်ပါတဲ့အထိခြေနေတွေကတင်းမာသွားခဲ့ပါတယ်။အဲ့ဒီလူမိုက်တွေတဲကတယောက်ကဂိမ်းမှုကိုချင်းချောက်တဲ့အနေနဲ့အိတ်ထဲကနေဓာတ်တစ်ချောင်းထုတ်ပြပြီးရန်သွားစားခဲ့ပါသေးတယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ဂီဝူးနဲ့ဝန်ကျွန်းတို့ဟာဒီလူတွေအကြောင်းစုံစမ်းဖို့အတွက်ကိုရီးယားရဲ့သတင်းချက်လက်မှန်သမျှကိုနှိုင်းနှံကြွကြွသိတဲ့လူသံကောင်းတယောက်စီကိုတွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ထင်ထားတာကဘဲကျုံရဲ့လက်တံတွေကပိုပြီးနှက်ဆိုင်နေပါကိုရီးယားတနိုင်ငံလုံးကမှတ်တမ်းတွေကိုမှွေနောက်ရှာခဲ့ပေမဲ့ဘင်ကျုံဆိုတဲ့လူအကြောင်းကိုတစိမ့်တစ်စောင်းတော့ရှာမတွေ့ခဲ့ပါဘူးသူပြောခဲ့တဲ့ IKSC အဖွဲ့အစည်းဆိုတာလဲလုံးဝအစနာဖျောက်ထားတာပါအဖွဲ့ဝင်4 တန်းရှိတယ်ဆိုပြီးတယောက်ကိုတော့ရှာမတွေ့နိုင်တာကဒီအဖွဲ့ဟာဘလောက်ထိလှုပ်ဝက်ပြီးအနေကြီးတယ်လဲဆိုတာပြနေတာပါပဲတစ်ဖက်မှာလဲဘင်ကျုံဟာဂင်ဦးတို့သူ့ရဲ့မွေတွင်းအဖြစ်အပိုင်ချုပ်ကင်နိုင်ဖို့အတွက်ထောင်ထဲမှာတသက်တကြွကြားခံနေရတဲ့ရာဇဝတ်သား4 ယောက်ကိုရှာခိုင်းလိုက်ပါဒီလူတွေဟာအရင်ကဂိမ်းဦးနဲ့ပြဿနာဟောင်းတွေရှိခဲ့ဘူးသူတွေဒါပေမဲ့လူ4 ယောက်စလုံးကိုထောင်ဖောက်ဖို့ကမလွယ်လုံးတဲ့ကိစ္စဖြစ်တာကြောင့်ဂိမ်းအင်ဘွိုင်းဆိုတဲ့လူ1 ယောက်ကိုပဲရွေးချယ်လိုက်ပါဘယ်ကျုံးဟာဒီလောက်ကိုပို့ပြီးစနစ်တကျရှိသေးဖို့တမကတက်တော်တောင်အဖွဲ့ဟောင်းကတီထောင်ထားတဲ့လုံခြုံရေးကုမ္ပဏီတစ်ခုကိုမွေပေးပြီးငှားရမ်းလိုက်ပါမကြခင်မှာပဲထောင်ထဲကဂန်းအင်ဘွိုင်းစီကိုဝတ္ထုတအုပ်နဲ့အတူစာတစ်စောင်ရောက်လာပါတယ်အဲ့ဒီစာထဲမှာတော့တပတ်ခါနေ့လေတနာရီမှာဒီဆေးလုံးကိုတောက်လိုက်ပါမင်းကိုထောင်ကနေလုံးအောင်ကူညီပေးမယ်လို့ရေးထားတာပါတသက်လုံးထောင်ထဲမှာပဲပုတ်ရိုးသွားအောင်နေရမယ့်သူတို့ကတော့ဒါဟာအင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့အခွင့်အရေးပါပဲအဲ့ဒီညမှာပဲဘဲကျုံးဟာလူတွေကဂင်ဦးတို့နေတဲ့တိုက်ခန်းစီကိုရောက်လာပါတယ်သူတို့ဟာဟက်ကာတွေကိုတုံးပြီးအိမ်ထဲကကင်မရာတွေကိုရင်ပိတ်လိုက်ပါပြီးနောက်တကားချက်ကိုဖွင့်ကလူမိုက်3 ယောက်ကအိမ်ထဲကိုတိတ်ဆိတ်ဝင်သွားကြပါတယ်သူတို့ရဲ့ပြင်မကဂင်ဦးမဟုတ်ပါဘူးဂင်ဦးရဲ့အားနည်းချက်ဖြစ်တဲ့သူ့မိပဲဖြစ်ပါတယ်ဂင်ဦးရဲ့အမေအိပ်ပျော်နေတော့မှာပဲလူမိုက်တွေဟာဂင်းဦးရဲ့အမေကိုမတရားဖမ်းဆီးပြီးအိမ်ပြင်ကိုခေါ်ထုတ်သွားဖို့ကြိုးစားခဲ့ကြပါဒါပေမဲ့ကံကောင်းကျင်တော့ဂင်းဦးအမေကအတင်းရုံးကန်လိုက်တဲ့အတွက်လူမိုက်တယောက်လက်လွတ်ပြီးလဲကျသွားတဲ့အတန်ကြောင့်ဂင်းဦးနဲ့ဝန်ကျန်းတို့နိုးလာပြီးအခန်းပြင်ကိုအပြေးလာထွက်လာခဲ့ကြပါတယ်ဝန်ကျန်းကအမေဖြစ်သူကိုပြန်လို့ဖို့အတွက်လူမိုက်3 ယောက်ကိုအတင်းဝင်တားထားပါတယ်ဒါပေမဲ့ဒီလူတွေကသမရတတော်တော်ဟောင်းနေဆိုတာတိုက်ခိုက်ရေးမှာတကယ်ကိုဝိုင်းရနေကြတာဝန်ကျန်းကအပေါ်တက်မှာလူမိုက်2 ယောက်ကိုအတင်းတောက်ခံထားချိန်မှာပဲဂန်းဦးကတော့ဒုတိယတက်ကနေခုံချပြီးအောက်ထက်ကထွက်ပြေးဖို့ပြင်းနေတဲ့သူတို့ကိုပိတ်ဆို့လိုက်ပါတယ်အားလုံးပဲဒီစကားလေးကိုကြိုက်နေတတ်တယ်ဆိုရင် line ရဲ့ subscribe လေးလုပ်ပြီးအပိုင်း 2 လေးကိုဆက်လက်ကြည့်ဖို့အတွက်ဘေးကနေခေါင်းလုံးလေးကိုနှိပ်ပေးထားကြပါဦးခင်ဗျ